အေးမီဝေဒနာအစားပြတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကချိန်တိုတွင်းပျောက်ကင်းစေတယ်မြန်မာပြည်သူပြည်သားတန်းပေါင်းများစွာတောက်သုံးနေကြတဲ့ဒီကိုချင်းစီယိုကိုချစ်ရှာပေးနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါ2026ခုနှစ်အတွင်းတနင်္လာနေ့မွေးသူတွေရဲ့ကံကြမ္မာမှာကောင်းသောကြော်ကြားခြင်းကိုရမယ်ရှင်ပြန်မှုမှာအောင်မြင်မယ်ဘဝအခြေအနေအဆင့်တစ်ခုမြမတိုးတက်သွားလိမ့်မယ်ဘုလားစီစဉ်တာနဲ့မတူတဲ့လမ်းကြောင်းသစ်တွေကိုထိုးဖောက်လုပ်ကင်ပြီးတော့ကိုယ့်ရဲ့ဘဝအောင်မြင်မှုရဲ့နှစ်သာရကိုရရှိနိုင်တယ်ဝေချေစုဆောင်းတာလေးတွေကိုတစ်ခါလဲသုံးရတာမျိုးရှင်းနေရတာမျိုးတွေကြုံတယ်ဝဲနဲ့တမ်းမဲ့မမြဲဘူးဘဝအဆင့်တစ်ခုအခြေအနေတစ်ခုမြမတိုးတက်ပြီးတော့အောင်မြင်မှုကိုရရှိနိုင်တဲ့နေ့တစ်ခုဖြစ်ပါတယ် January လဟာကိုယ့်အတွက်ထုံတော့ပေါက်နဲ့အောင်မြင်အောင်လုပ်နိုင်တဲ့လတစ်ခုဖြစ်မယ် February လမှာဝေချေကံကောင်းခြင်းလက်ကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ရွယ်ချက်အောင်မြင်ခြင်းကိုကြုံမယ် March လမှာစွမ်းတတိမြမနေမယ်ပြောရေးဆိုရေးအောင်မြင်နေမယ်ကိုလုပ်တဲ့လုပ်မှန်သမျှဟာတာဝန်နဲ့မြင့်တဲ့နေသားရှိကိုရောက်ရှိသွားတယ် April လမှာအဖြက်အနှောင့်အယှက်တွေနဲ့ထိတ်တိုက်တွေ့မယ်ဘာမှအလွယ်တကူမရဘူးကိုစိတ်ကူးထားတာနဲ့လက်တွေကဟမယ်မေလမှာအကြီးကဲကျမ်းမာရေးမိမိကျမ်းမာရေးမှာအញ្ញရှိတယ်သေစာထိခိုက်မှုအစားပြုဆိုင်ရမယ်ဇွန်လကတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိလာမယ်လူသိရှင်ကြားထွန်းပေါက်တဲ့ကံကိုရဇူလိုင်လဟာငွေကြေးဥစ္စာတနာရပိုင်ခွင့်တွေလည်းဝင်ပြန်ရခြင်းအဆင်ပြေခြင်းနဲ့ကြိုးပမ်းခြင်းရှိမယ်ဩဂတ်လမှာကံမြမခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုရရှိမယ်စက်တင်ဘာလမှာနာမည်သိက္ခာထိခိုက်အောင်တက်ခိုက်သူတွေနဲ့တွေ့တတ်တယ်။ရန်နောက်ဆက်နဲ့ထိတိုက်တွေ့တတ်တယ်။အောက်တိုဘာလမှာတော့ငွေကြေးကံလုပ်ငန်းကံဘဝကံထူးထူးခြားခြားတိုးတက်ခြင်းနဲ့လုံးသမျှအစီအပြေခြင်းကိုကြုံမယ်။နိုဝင်ဘာလမှာလူယုံဒုက္ခပေးတတ်တယ်။ရန်ပြိုင်ဆိုင်တဲ့ထိတိုက်တွေ့မယ်။ဒီဇင်ဘာလမှာကျမ်းမာရေးညံ့ရှိတတ်တယ်။ရန်တိုက်ခံများတတ်ပါတယ်။တနှစ်တာကာလအတော်အတွင်းမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူများနဲ့ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေကထူးခြားစွာအောင်မြင်ခြင်းကိုရရှိစေလိမ့်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေနဲ့ပူးပေါင်းလုပ်တဲ့ကိစ္စတွေကအဆင်မပြေဘူး။ကျန်တဲ့မွေးသူတွေကတော့ပုံမှန်နေထားကြုံတွေ့ရမှာဖြစ်ပါတယ်။အရေးကြီးတဲ့အလုပ်တွေကိစ္စတွေလုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ဒေဇရဖြစ်တဲ့အနောက်မြောက်ရက်ကိုမျက်နှာမူပြီးကိုလက်တန်းဆင်းပြီးတော့ကိုယ့်ရဲ့သီရိရက်ဖြစ်တဲ့အရှိမြောက်ရက်ကိုမျက်နှာမူပြီးအင်ကြီးဝတ်စားတို့ကိုဝတ်ဆင်ပါအညိုရောင်အပြာရောင်မိခိုးရောင်တို့ဟာတစ်နှစ်တာအတွင်းကိုယ့်အတွက်ကောင်းကျိုးပေးတဲ့ရောင်များဖြစ်တည်ရှိနေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အေးမီဝေဒနာအစားပြတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကအေးမီချင်းကိုလုံးဝပျောက်ကင်းစေရလေမြန်မာပြည်သူပြည်သားတမ်းမများစွာတောက်သုံးနေကြတဲ့ဒီကိုချင်း